မမေဒီနေ့တော့ဘီကုတ်ဆက်ဆန်းလေးတွေကိုပြပေးမယ်ပေါ့နော်ဒါလေးတွေကတော့ line ပေါ်မှာရန်ဟိုခစ်စားသွားတယ်ဘီကုတ်ကလေးပေါ့နော်ဒီလိုမျိုးဘီကုတ်လေးအပြင်နောက်ထပ်အယုတ်ဘီကုတ်လေးလည်းရမယ်ဒါလေးဆိုလို့ရှိရင်ငမန်းဘီကုတ်လေးပါဒါလေးဆိုရင်ပေါ့နော်ထရန်းနောက်ကိုလိုက်တဲ့ကောင်မလေးတွေတို့ပြီးရင်နောက်တစ်ခုကလိုက်ဖေးရောင်းနဲ့မမတွေဒါတွေပေါ့နော်အဲ့လိုမျိုးတွေအတက်များတယ်ပေါ့နော်မိစီမှာဒီဘီကုတ်လေးတွေကမမေကဘယ်လိုရောင်းချပေးရလဲဆိုလို့ရှိရင်ဘန်ကောက်ကနေပြီးတော့ဒါတိုင်းတင်သွင်းရောင်းချပေးတာဖြစ်တဲ့အတွက်ကြောင့် pre-order သဘောပဲပေါ့နော်ဒါမဲ့ဒီဗီဒီယိုတွေဓာတ်ပုံတွေကတော့ဒါမမေကိုယ်တိုင်ရိုက်ထားတဲ့ပုံလေးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မင်းစီမှာလက်လီတစ်ခုချင်းစီဝယ်မယ်ဆိုလို့ရှိရင်လည်းတစ်စည်းနှုံးပေါ့နော်လက်ကဆိုရင်လည်းတစ်စည်းရှိပါတယ်ရှင်ပုံမှန်ဆိုရင်တော့မမေကတစ်ခုကို2600ရန် fancy လေးတွေကိုအခု100အရောနဲ့ရောင်းချပေးလေးရှိရပေါ့နော်ဒါလေးကတော့လက်ကားယူမယ်ဆိုတဲ့ customer လေးတွေကဒီလိုဘီကုတ်ကလေးတွေကိုလိုချင်တယ်ဆိုရင်လည်းမမေကိုအခု100အရောထဲမှာရောယူလို့ရတယ်ဒါမဲ့ဈေးနှုန်းလေးတော့မတူးပေါ့နော်ဈေးနှုန်းလေးတွေကတော့တစ်ခုနဲ့တစ်ခုမတူတာဖြစ်တဲ့အတွက်ကြောင့်ချက်ပေါက်ကနေမိလို့ရပါတယ်